โอเคပါဒါက main ကလေးတွေတောက်ရင်ဘာဖြစ်လဲဆိုတဲ့ topic ရဲ့အောက်က comment ကို reply လုပ်ထားပေးတာဖြစ်ပါတယ် main ကလေးတွေတောက်ရင်တော့တဲ့မထောင်နိုင်ပါဘူးကိုသုံးနေတဲ့ TikTok ကောက်ကိုလုံးဝမပြတ်အောင်အနီရောင်ဝမ်းနေမထိအောင်ဘယ်လိုကောက်ွယ်ရမလဲဆိုတာကိုပြောပြပေးပါမယ်ဒီလိုကောက်ွယ်ထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ TikTok ကောက်တစ်ခုကိုရေရှည်အကြာကြီးသုံးလို့ရမှာဖြစ်ပါတယ် TikTok မှာဗီဒီယိုတစ်ပုတ်တင်တော့မယ်ဆိုရင်ဒီဗီဒီယိုမတင်ခင်မှာကြိုပြီးတော့တိုက်တန်းရံမာကနုံကချေငူရံယာကိုငင်းလုံးငင်းတောက်ချန်ချေအစိလူမှာဝင်ရောက်တက်ခစ်နေတဲ့အာရခတ်တက်တွေရေဖို့တွေအနေနဲ့ဗမုံမျိုးကိုတိုင်းပြီးတော့ကချင်ပြည်သူတွေကိုလက်ဆောင်ပေးနေအောင်လှုံ့ဆော်ဖို့အတွက်ကိုအာရခတ်တက်တော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖုန်းနဲ့ဗီဒီယိုကိုကိုဆိုဒီကဘာကဒီအောင်ငါတို့တိုက်ခိုက်မယ်နိုင်ငံတော်သူရှိွယ်တာဝန်ကျေပြုံးနေအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့အရေးကြီးတဲ့အကြောင်းအရာတွေအရေးကြီးတဲ့အချက်တွေပြောချင်တယ်စပေးကောက်လုပ်ပေးချင်ဒီအချက်မပြောခင်ကျွန်တော်ရောလောဆယ်